you ပါကျွန်တော်တို့ဖွဲ့ထည့်ချက်ပါသူဦးဆောင်ပေးရတဲ့တော့ဘာလဲဒီလိုရတဲ့ဒီမှာအရင်ဆုံးပေါ့နော်ဒီနေ့စီစဉ်ရဲ့ agenda တွေကိုကြီးညာပေးကြစေရှင်Asia Bridge Fellowship အစီအစဉ်ကိုလည်းကောင်းမွန်စွာပြုလုပ်ခွင့်ကျင်းပခွင့်ဒါအားလုံးကိုကျေးဇူးပါတယ်လို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်တို့ကတော့အရင်ဆုံးပြောချင်တာကကျွန်တော်တို့ CSF ကနေပြီးတော့ဒီ cultural ပွဲလေးကိုကျင်းပဖို့ပေါ့နော်ကချင်နဲ့ပြည်ကကိုတန်းတဲ့ခါမှာတကယ်ကြောနဲ့ကျွန်တော်တို့ကိုလက်ခံပေးတဲ့ကချင်နဲ့ပြည်ကိုလည်းကျေးဇူးတင်တယ်လို့အရင်ဆုံးပြောချင်ပါတယ်ပြီးလို့ရှိရင်ပေါ့နော်ဒီပွဲကကျွန်တော်စီစဉ်လာနိုင်တယ်ဒါပေမဲ့ဒီမှာရှိတဲ့ဒီလိုဘာကမလာဘူးဆိုရင်ပေါ့နော်ကျွန်တော်တို့ပွဲကလည်းဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီတော့အကုန်လုံးပေါ့နော်လည်းကျွန်တော်လာပြီးစားလို့လည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ပြီးလို့ရှိရင်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီပွဲကကျင်းပတဲ့အကြောင်းရင်းကကျွန်တော်တို့တိုင်းတိုင်းဖြစ်တဲ့တော့ကျွန်တော်တို့ background ကိုကြည့်ကြအောင်ကချင်လည်းမကြည့်ကြဘူးဘာသာစကားလည်းမကြည့်ကြဘူးเนาะအဲ့ဒီခါကျတော့ကျွန်တော်တို့ကဒီမတူညီတာတွေကျွန်တော်ဖလှယ်ကြဖို့ပေါ့နော်ဖြစ်တယ်ကျွန်တော်တို့ 21st batch ကနေစပြီးတော့ online learning ဖြစ်သွားတယ်ပေါ့နော်ဆိုတဲ့အတွက်ကျွန်တော်တို့အထီးတွေအရင်နေရတယ်ပေါ့နော်import center ရဲ့ပွဲတွေကမိုးထွေးပါမိုးထွေးပါတော်တော်များများမိုးအေလို့သိတော့ဒီမှာပါနော်ဆိုတော့ Sunday မိုးထွေးဖြစ်တဲ့ final year business major ကဖြစ်ပါတယ်22နှစ်ဖြစ်တဲ့ဘာမှလေးရှိပါတယ်ဒီမှာမရှိပါဘူးမြင်ရတဲ့အတွက်ကြောင့်မို့ရှိဆိုပြန်ကြင်ချင်လို့ချီးမွမ်းတယ်။ဒါပြီးတော့ကျွန်တော်တို့ invitation အနေနဲ့ဒါပြီးတော့ကဏ္ဍပေးတဲ့ CSF ကိုဒီကနေလိုက်လဲကျေးဇူးတင်စကားပြောချင်ပါတယ်။ပန်းစင်ထားသည်အိုးစင်ထားသည်တခုကိုရဲ့လေကတဲ့ပင်ကြီးပါပေးတော်ရှောင်းနေလန်းလျှောက်တာမနေလို့ဒီလိုမဟုတ်ဒီလိုဒါပေးရတာပေးလန်းလျှောက်တာမှားနေတယ်ဒီလိုမဟုတ်ဒီလိုမဟုတ်ဒီလိုဒါလည်းပဲပေါ့နော်မထင်ချိန်မှာဖတ်ပြပေးသားမှာဖြစ်ပါတယ်ကျွန်တော်ရေခုံစာနဲ့ပဲစောင့်မျှော်ကြည့်ရှုပေးကြပါဦးချင်းတို့ပြောမယ်ဆိုတော့ဒီနေ့လုံးပိုက်ချိန်လုံးမမှန်ငယ်တရှင်းဆိုမဲ့ဟာကတော့ true colors လို့ခေါ်ပါတယ် Can you side of it all the darkness still inside you make you feel soနေ့တိုင်းနောက်တော့ပဲရချင်ပါတယ်ချင်းမလေးတွေကိုချစ်တယ်အကလည်းအရင်ပါပါချင်းတွေဘယ်ကလာလဲဆိုရဲအဲ့ဒီဆောင်းတာဆိုမျိုးကြတာပေါ့အချိန်ကြာလာတဲ့ညနည်းစီကိုပြောင်းသွားချဲကားလို့ခေါ်ပါတယ်အုတ်ချင်းမျက်မှောင်နှံတို့ချစ်ခင်ကောင်းတဲ့ပုံမှာပျော်ဝဲနေကြတဲ့အကောက်ကိုပုံဖော်ထားပြီးတော့ကထားတာဖြစ်ပါတယ်ပြီးတော့ဒီရိုးရာအကတွေမှာပေါ့နော်ကောက်ဆိုင်တာရဲ့ရိုက်သိမ်းတာစံပြတာနဲ့ချစ်ဖို့အရန်ကောင်းတဲ့ဇနီးတွေကိုတန်ဖိုးထားဆောင်ပြတဲ့အစားရှိရဲ့ချစ်တိုင်းရင်သူတို့ရဲ့နေ့စဉ်ဘဝဖြတ်သန်းပုံပုံဖော်ထားတာမလို့အားလုံးပဲချစ်စားပေးကြပါရှင်ဒီဖက်ပါလေ MIT KSA ဖြစ်ပါတယ် MIT KSA ကိုကရင်ကျောင်းသား4ယောက်ပေါ့နော်ဒီကျေးဇူးဒီနေ့ကတော့တင်တောင်းတဲ့အချိန်ကြီးချိန်နေလို့အက
မင်္ဂလာမဆောင်ခင်ပါပေါ့နော်မျိုးသမီးကိုကျွန်တော်ဘယ်လိုပါအောင်ကြလဲဒီမင်္ဂလိကမျိုးနွယ်ရှိရဲ့အဲ့အခါမှာကျွန်တော်အနေနဲ့ ကန်တက်ခုပေါလူဆိုရဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာထင်ရှားကျော်ကြားတဲ့တမိုင်းကိုပိုင်ဆိုင်ရရှိထားတဲ့ကချင်လူမျိုးဖြစ်ပါတယ်ဆိုတဲ့အရာကိုတီကုန်းပုံပေါ်မဲ့တစ်ချက်တစ်ခုဖြစ်ပါတယ်ဘယ်လိုထင်ပေါ်ကျော်ရှားလဲဆိုတာကိုဆက်လက်ကြည့်ရှုပါကိုအစုံတက်ဖို့ရန်တက်ဖို့တော့ကျွန်တော်တို့ရေအတူတူကစစ်တောင်းကြပါစို့ကောင်းကင်ဘုံတိုင်းရှိတော့တော့ကျွန်တော်တို့ကိုပါတယ်မှန်ပါတယ်ဒီပါကနေဝင်ကြပါစားတော့နေချမ်းပါလာတယ်တို့နေရထိုင်ရအပြင်ပြေဖြစ်လာတော့စားတော့ချမ်းပါလာတယ်တုံတဲ့အခါတို့မှစံလေးနည်းနည်းလေးရှိတဲ့ဒီလိုပါတို့ဒီတော့ဆိုရိုင်းကင်မရာဖုန်းကောင်းရိုင်းတဲ့အခါမှာစံလေးနည်းနည်းလေးရှိတယ်စံလေးနည်းနည်းအခါမှာဒီလိုမျိုးပါလားစံလေးနည်းနည်းပဲရှိတဲ့အခါလေးတွေကိုနည်းနည်းဒီနည်းနည်းပါလားပေါင်းရောမှဒီတော့တော့ကွာအောင်စားရတဲ့ဒီလိုပါလားဆိုတော့ဒီလိုရားနေတော့ကျွန်တော်တို့ကဒီကတော့ဒီဖြစ်လာအောင်လားအဲ့တော့ဘုံရည်ပြီးဆိုရင်တို့စံလေးလေးပြည့်တယ်စံလေးထောင်းတော့ကတို့နေဘက်ကရပေါ်ရတာဒီပေါင်းရောမှတို့ကနေတော့ဒီတစ်ခုကဒီတော့အားလုံးစားလို့တောက်ထားတဲ့ပုံစံမျိုးပြအောင်ဒီကတော့တုံးလေးပြအောင်တို့ကနေစားနိုင်အောင်ဝါနေအောင်တော့တို့ဒီဟာဟိုဖြစ်လာကြည့်တယ်ပေါ့လားဒီစားတယ်ဒါမှလည်းတို့အားလုံးရင်းနှီးကြပါလေစားကြပါ